အားလုံးပဲမင်္ဂလာပါရှင် Florist နဲ့ YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျွန်မကတော့တင်ဆက်သူမှုတွာဖြစ်ပါတယ်ရှင်။ဖေဖေမေမေတို့အနေနဲ့ကိုယ့်ရဲ့ကလေးတွေရုတ်တရက်စိတ်တူတာအော်ဟိငူယိုပောက်ကွဲတာမျိုးလေးတွေကိုမကြာခဏကြုံမှုကြမယ်ထင်ပါတယ်နော်။အဲ့လိုအချိန်မှာဘလူမျိုးတုံ့ပြန်ရမလဲပေါ့နော်ကိုကလေးကဘာကြောင့်ဒီလောက်စူးနေရတာလဲလို့တွေးပြီးစိတ်ညစ်ဖူးတာမျိုးတို့နောက်ကလေးလိုချင်တာကိုလိုက်ရောလိုက်ရမလားဒါမှမဟုတ်ရင်လဲစူပူကျိမ်းမောင်းလိုက်ရမလားဆိုပြီးတော့တွေးဝေကြပုံနဲ့ထင်ပါတယ်နော်မိဘတွေရဲ့တုံ့ပြန်ပုံကကလေးရဲ့အနာဂတ်နဲ့အပြုမှုအတွက်အများကြီးသက်ရောက်မှုရှိတဲ့အတွက်ကြောင့်မလို့ဒီနေ့ဗီဒီယိုလေးမှာကလေးတွေရဲ့တန်ပါတန်ထရန်လို့ပြောတဲ့စိတ်ဆူပေါက်ကွဲခြင်းဆိုတာဘာလဲဘယ်အချိန်မှာပုံမှန်ဖြစ်ပြီးတော့ဒီအပြုမှုလေးတွေကိုဘလို့ကင်တွယ်ပြရမလဲဆိုတာကိုကျွမ်းကျင်သူတွေရဲ့အကြံပြုချက်တွေအရာနမူနာလေးနဲ့အတူမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်ပထမဆုံးအနေနဲ့တန်ပါတန်ထရန်လို့ပြောတဲ့စိတ်ဆူပေါက်ကွဲတယ်ဆိုတာကဘာလဲဒါတွေကပုံမှန်ဖြစ်တတ်တာလားဘယ်အချိန်မှာစိုးရင်ရမလဲဆိုတာလေးတွေကိုလေ့လာကြည့်ရအောင်နော်temper tantrum ဆိုတာကကလေးအသက်1နှစ်ခွဲရနေပြီး9နှစ်အတွင်းမှာရှိတဲ့ကလေးလေးတွေကဖြစ်တတ်တာမျိုးပေါ့နော်သူတို့အနေနဲ့သူတို့လိုချင်တာမရဘူးသူတို့လှုပ်ချင်တာမလုပ်ရဘူးဆိုရင်သူတို့ level လူကြီးတွေလိုမျိုးစိတ်တူဒေါသထွက်တာမျိုးတွေဖြစ်ကြတယ်ပေါ့အဲ့တော့သူတို့ရဲ့ဒီခံစားချက်ထွက်လာတဲ့ဒေါသကိုသူတို့ကဖော်ပြတယ်အဲ့ကမှမထိန်ချုပ်နိုင်တော့ဘဲနဲ့အော်ဟင်းငိုရပောက်ကွဲတာမျိုးတွေဖြစ်တတ်တယ်ပေါ့ဒါတွေကဒီအရွယ်ကလေးတွေမှာပုံမှန်ဖြစ်တတ်ပြီးတော့တစ်နေ့ကိုတစ်ချိန်လောက်ဖြစ်တတ်တယ်တစ်ခါဖြစ်တယ်ဆိုရင်9မိနစ်ကနေ10မိနစ်လောက်ပဲကြာတတ်တယ်ပေါ့နော်ဥပမာအဖြစ်ကလေးကအယုတ်ဆိုင်တစ်ဆိုင်မှာသူ့လိုချင်တဲ့အယုတ်ကိုဝယ်ခိုင်းနေမေမေကဝယ်မပေးလို့မြေကြီးပေါ်မှာလှည့်ပြီးတော့ငိုတာမျိုးလေးတွေပေါ့နော်အဲ့ဒါမျိုးလေးတွေကိုတန်ပါတန်ထရန်လို့ပြောတာပေါ့နော်တကယ်လို့အဲ့လိုဖြစ်တဲ့ဟာကပေါ့နော်မကြာခဏဖြစ်နေမယ်ဖြစ်တဲ့ဟာကလေးကိုပါထိခိုက်စေတယ်ဆိုရင်တော့ကျမတို့ပညာရှင်တွေစီမှာအကြံဉာဏ်တောင်းဖို့လိုအပ်ပါတယ်နော်အဲ့တော့ temper tantrum လို့ပြောလိုက်ရင်ကျမတို့ကဖြစ်တတ်တာအဆင့်3ဆင့်ရှိတယ်ပေါ့နော်ပထမအဆင့်ကဘာလဲဆိုရင်တော့အော်ဟစ်ငိုယူမယ်ပေါ့နော်ညီးတွားမယ်ပေါ့ဒုတိယအဆင့်အနေနဲ့ဆိုရင်တော့မြေကြီးပေါ်မှာလှဲချလိုက်ပြီးတော့ဆက်ပြီးတော့အော်မယ်ပေါ့နော်ပြီးသွားရင်မြေကြီးကိုခြေပြီးစောင့်ပြီးတော့ငိုမယ်လှိမ့်ပြီးတော့ငိုမယ်ပေါ့နော်တတိယအဆင့်ကျရင်တော့ဆက်ပြီးတော့ညီးတွားတာတွေလုပ်တတ်တယ်ပေါ့ဒါလေးတွေကသူတို့ရဲ့ပုံမှန်ဖြစ်တတ်တဲ့ temper tantrum မှာဖြစ်တတ်တဲ့အဆင့်3ဆင့်ပေါ့နော်ဒါဆိုရင်အဲ့ဒီအဆင့်3ဆင့်ကိုဘယ်လိုကင်တွယ်မလဲဆိုတာကိုဆက်ပြီးမျှဝေပေးချင်ပါတယ်ရှင်အဲ့တော့ပထမဆုံးအဆင့်အနေနဲ့ကလေးကအော်ဟစ်မယ်ငိုယူမယ်ညီးတွားမယ်ပေါ့ဥမာ तू ကဧကန်ထဲမှာ तू စားကျင်တဲ့ဒီလေဖောင်းမုံတို့လိုမို့မျိုးဝယ်မပေးလို့ဆိုပြီးတော့စပြီးအော်ဟစ်ငိုယူနေပြီဆိုရင်ကျမတို့ပထမဆုံးဒီလုတ်ပေးရမယ့်အရာလေးမှာ၃ချက်ပေါ့နော် move က distract က negotiate ကပေါ့အဲ့တော့ move ကတော့ကလေးကိုဒီဧကန်ကနေမှာသူ့အခန်းလေးပဲဖြစ်ဖြစ်တခြားသော play corner ပဲဖြစ်ဖြစ်ပေါ့နော်အခန်းတစ်ခန်းကို move ပေါ့နော်ရွှေ့ပေးလိုက်မယ်ပေါ့ခေါ်သွားလိုက်မယ်ပြီးသွားရင် distract ကကြတော့ကလေးတွေရဲ့အာယုံစိုက်နိုင်စွမ်းကတိုးတောင်းနေပုံမှန်ဆိုရင်အဲ့ဒါကိုကျမတို့အသုံးချလိုက်မယ်ပေါ့နော်အသုံးချပြီးသွားပြီဆိုရင်ဒါကိုအသုံးပြုပြီးတော့သူ့အာယုံလွှဲပြီးလိုက်မှာပေါ့သူကြိုက်တဲ့ကာတွန်းကားလေးဖွင့်ပြလိုက်တာမျိုးတို့တခြားကစားစရာတစ်ခုခုနဲ့အာယုံပြောင်းပေးလိုက်တာမျိုးပေါ့နော်ဒါမျိုးနဲ့ distract လုပ်လိုက်မယ်ပေါ့နော်ပြီးတော့ရင် negotiate ပေါ့ဟုတ်ပြီသူစားကျင်တာလေဖောင်းမှုတို့ဒါပေမဲ့အာလူးကြော်စားကျင်တယ်ဒါပေမဲ့အပြင်ကအာလူးကြော်တဲ့စီမတန်မှုအိမ်မှာသူတို့အတွက်ကျန်းမာစီပေါ့အာလူးကင်ထားတာကြော်ထားလေးရှိတယ်အဲ့ဒါကိုသူတို့ကိုကျွေးမယ်ဆိုပြီးအစားတို့ရွေးချယ်စရာတစ်ခုနဲ့ပြီးပြီးတော့ negotiate ပေါ့နော်ညှိနှိုင်းတာမျိုးလေးတွေပေါ့နော်အဲ့ဒါလေးနဲ့လုပ်ပြီးမယ်ပေါ့အဲ့လိုမှမရဘူးနံပါတ်အဆင့်2ကြာရင်တော့သူကမြေကြီးပေါ်မှာလှိမ့်ချလိုက်တယ်ခြေဆောက်မရဘူးဝယ်ပြီးမှပဲဆိုပြီးတော့ပေါ့နော်ငိုယူမယ်လှိမ့်နေမယ်ဆိုရင်တော့ကျမတို့အဲ့ဒီအခြေအနေမှာတော့ ignore လုပ်လိုက်မယ်ပေါ့နော်လှည့်လျူရှူထားလိုက်မယ်ပေါ့လှည့်လျူရှူထားလိုက်မယ်ဆိုတာကပြစ်ထားတာမျိုးတော့မဟုတ်ဘူးပေါ့ကလေးတို့လိုအော်ဟစ်ငိုယူတယ်လှိမ့်နေဆိုရင်သူ့ခြေလက်တွေမထိကြိုက်အောင်ခေါင်းတွေပါမဆောက်မိအောင်အဲ့နေရာကိုလုံးကြအောင်တော့တစ်ချက်ကိုသတိထားပေးရမယ်ပေါ့နော်ပြီးရင်တော့သူ့ကို तू ကဒီလိုအခြေအနေမျိုးမှာအဓိကသူ့ကိုအာယုံစိုက်စီနေတာပေါ့နော် तू ဒီလိုမျိုးလုပ်ပြတာကိုအာယုံစိုက်စီခြင်းတဲ့တကြောင်မလို့အဲ့အခြေအနေကိုတော့ကိုကလစ်လျူရှူထားလိုက်မယ်ပေါ့နော်ဒါဆိုရင် तू ကအဆင့်3အနေနဲ့ဒီဟာငြိမ်သွားပြီးငြိမ်သက်စာပြုလာပြီးဆက်လက်ညီးတွားနေတဲ့အဆင့်ကိုပဲရောက်လာတော့မယ်ပေါ့နော် तू လိုချင်တာဝင်မပေးဘူးဆိုတာမျိုးနဲ့ပဲဆက်လက်ညီးတွားမိမယ်ပေါ့နော်အဲ့လိုအခြေအနေမျိုးရောက်လာပြီဆိုရင်တော့ကိုကရုပ်ပိုင်းဆိုင်ရာအရာသူ့ကို comfort ဖြစ်သွားပေါ့နော်နှစ်သိမ့်မှုလေးလုပ်ပေးလိုက်မယ်ပေါ့ပြီးသွားရင်တခြားသူလိုချင်တဲ့အရာကိုကိုဖြစ်စီချင်တာနဲ့အစားထိုးပြီးတော့ကန်လှမ်းတာမျိုးလေးတွေနဲ့သူ့ကိုချော့မျိုးဂရုစိုက်ပေးတာမျိုးလေးတွေလုပ်ရမယ်ပေါ့နော်ဒါမျိုးကကျမတို့စာအရပြောလို့လွယ်တာပေါ့နော်တကယ်လက်တွေ့မှာခက်ခဲတယ်ပေါ့နောက်ပြီးကြတော့နေရာပေါ်မူတည်တာပေါ့နော်နေရာဒေသပေါ်မူတည်တာပေါ့ဥပမာပြင်ကိုယ့်အိမ်မှာဖြစ်တဲ့ဧည့်သည်တွေရှိမနေဘူးဆိုရင်တော့ဒါကိုကျင့်လို့လွယ်တာပေါ့ကိုယ့်အိမ်မှာရှိ
ရှိတယ်ဒါပေမဲ့ဧည့်သည်ရှိနေတယ်ပဲဆိုရင်တော့ကျမတို့ကဟိုဧည့်သည်တွေရှိမှာကိုယ့်ကလေးကိုစိုးတယ်ဆိုတဲ့အမြင်ကိုလည်းမြင်မသွားစေချင်ဘူးပေါ့နော်အဲ့တော့ညင်သွားစေချင်တယ်ပေါ့နော်အပြင်မှာဆိုလိုက်အတိုင်းပဲပေါ့အများရှိတဲ့စားတောက်ဆိုင်မှာဖြစ်နေပြီဆိုရင်ဒါကိုယ့်ကလေးကိုစိုးတယ်လို့လည်းမမြင်စေချင်ဘူးကိုယ့်ကိုအများဒီလိုကြီးကြည်နေကြတာယူလည်းမကြိုက်ဘူးပေါ့နော်အဲ့ဒါမျိုးဆိုရင်ကျမတို့ကကလေးကိုအလိုလိုက်တယ်ပေါ့ဥမာဖြင့်ဧည့်သည်ရှိလို့ညင်သွားရင်ပြီးရောအပြင်မှာဖြစ်နေလို့ညင်သွားရင်ပြီးရောဆိုပြီးသူလိုချင်တာကိုပေးလိုက်တာမျိုးတွေဒါတွေကသတိထားပါမယ်နော်အဲ့ဒါမျိုးလုံးဝမလုပ်ရပါဘူးနော်ဘာလို့လဲဆိုတော့အဲ့လိုမျိုးတန်ထရန်ဖြစ်တဲ့ချိန်မှာသူလိုချင်တာကိုလိုက်ရုပ်ပြီးပေးလိုက်မယ်ဆိုရင်ကလေးကသူလိုချင်တာကိုရဖို့အတွက်ဒီလိုတန်ထရန်ဖြစ်တဲ့အပြုအမူမျိုးအော်ဟင်ငိုရပောက်ကွဲတာလုတ်ပြလိုက်ရင်သူရမှာပဲဆိုတဲ့ concept သူစီမှာရသွားနိုင်ပါတယ်เนาะအဲကြောင့်မလို့အော်ဟင်ငိုရပောက်ကွဲတာတွေဖြစ်ခဲ့မယ်ဆိုရင်အကောင်းဆုံးနည်းလမ်းကတော့ရှေ့မှာအစနဲ့မှာပြောထားသလိုကျမတို့သူ့ကိုလုံခြုံတဲ့နေရာလေးအဖြစ်ရှိနေဖို့အတွက်နဲ့ပေါ့เนาะ ignore ခဏလုတ်ထားလိုက်ပါပေါ့เนาะပြီးသွားရင်သူ့အဲ့ချိန်မှာစူလိုက်တာပေါ့เนาะတချို့ကြရင်လည်းပဲအလိုမလိုက်ဘူးပေါ့ခေါ်သွားဒီလောက်တောင်းချမ်းနေတာဘာညာစူပူလိုက်တာမျိုးပေါ့နော်ပြီးတော့ရင်ချော့မျိုးပြီးသူတို့ကိုလိုက်ရောလိုက်တာဒီလိုမျိုးကဟိုသူ့အတွက်မကောင်းဘူးပေါ့နော်အဲကြောင့်အဲ့အတွက်ဒီအပြုမူကိုလုတ်ပေးလိုက်ရင်သူ့ပို့ပြီးအားဖြည့်သူလိုဖြစ်သွားတတ်တယ်ပေါ့စူလိုက်တယ်ဆိုရင်သူကပို့ပြီးတောင်းချမ်းပြမယ်ပေါ့အလိုလိုက်တတ်တယ်ဆိုရင်သူ့စိတ်ထဲမှာနောက်ခါကျလည်းငါလိုချင်တာအတွက်အဲ့လိုလုတ်ပြတော့မယ်ဆိုတာမျိုး negative လေးတွေပေါ့နော်သူကဝင်သွားတတ်တယ်ပေါ့နော်အဲကြောင့်မလို့ဒီဟာလေးတွေမှာကျမတို့ကလေးကိုခဏလေးတူရှူကလေးကိုငြိမ်ကြဖို့ကြိုးစားပေါ့နော်ဒီလိုမျိုးအလိုက်တင်နေနိုင်သွားပြီဆိုကမှကိုလိုချင်တဲ့သူလိုချင်တဲ့အရာကိုအစားထိုးပေးတဲ့အရာကိုလည်းသူကလက်ခံလိုက်ပြီဆိုကမှသူရဲ့ကောင်းတဲ့အပြုအမူလေးပေါ့မှာကျမတို့ကချီးကျူးပေးမယ်ပေါ့နော်အားပေးလိုက်မယ်ပေါ့ဒါမျိုးလေးတွေကိုဒါကျွမ်းကျင်သူပညာရှင်တွေလည်းအကျင့်ပြုထားပါတယ်ပေါ့နော်အဲကြောင့်စိတ်ဆိုးနေတဲ့အချိန်မှာသူတို့ကိုသွားပြီးဆွေးနွေးတာမျိုးတွေကအရေးပါသိပ်ပြီးတော့ပေါ့နော်အသုံးဝင်မှာမဟုတ်ဘူးပေါ့ပြီးတော့အဲ့ဒီအချိန်မှာကလေးကိုအများကြီးသွားရှင်းပြနေလို့လည်းမရအောင်စီကြော်မုံတွေကဘလူစီတွေကအကျမ်းမာရေးနဲ့မငြင်းညွတ်ဘူးအဲ့ဒါအပြင်မှာစားရင်ဘာကြောင့်ဖြစ်လို့မေမေကဒါမျိုးတွေလုပ်ထားတယ်ဒါလေးဆိုရင်စီကြော်စီတန်းတဲ့အတွက်ကြောင့်မလို့ပါညာအဲ့ဒါမျိုးအများကြီးသွားပြီးရှိဝေးဝေးရှင်းပြနေကလေးကနားမဝင်ဘူးပေါ့နော်သူလိုချင်တာပဲသိတယ်ပေါ့နော်အဲ့အတွက်ကြောင့်မို့ကျမတို့အဲ့ဒီအချိန်မှာအကြောင်းပြချက်တွေအများကြီးနဲ့သွားပြီးဆွေးနွေးလို့မရအောင်ပေါ့နော်ဘာလို့လဲဆိုတော့ကလေးအနေနဲ့ဒါတွေကိုလက်ခံမှုအစင်သင့်မဖြစ်သေးဘူးပေါ့အဲကြောင့်သူအစင်သင့်မဖြစ်တဲ့အချိန်မှာသွားပြောတာတွေအလကားပဲဖြစ်သွားပြီးတော့ကလေးကပို့ပြီးတော့ဆိုးသွားနိုင်တယ်ပေါ့နော်အဲဒါကြောင့်မလို့ဒါလေးတွေမှာမိဘတွေအနေနဲ့တည်ငြိမ်တဲ့ပုံစံမျိုးအရင်ဆုံးပြရမယ်ပေါ့နော်ကိုယ်အနေနဲ့ကလည်းပဲဒီချိန်မှာဘာလို့ရမလဲဆိုတော့အရန်စိတ်တူပြီးဒေါသထွက်ပြီးဆုံးဖြတ်တာမျိုးတွေမလုပ်သင့်ဘူးပေါ့နော်ဥပမာရှေ့မှာပြောခဲ့သလိုအိမ်မှာဧည့်သည်တွေရှိပြီးဆိုကိုယ်ကလေးကဒါကိုလာပြီးတောင်းချမ်းနေပြီဆိုတော့ဒေါသကြီးထွက်လာတော့ဒေါသထွက်တဲ့အခြေမျိုးမှာဆိုရင်ကျမတို့ကခဏပေါ့နော်ဒီကလေးနဲ့ကိုယ်နဲ့ပေါ့နော်ဟိုပေါ့ကလေးဒီလိုဖြစ်နေတဲ့နေရာကနေကိုကခဏလေးလှစ်လှူရှူထားလိုက်ပေါ့ဘာလို့ဆိုတော့ဒေါသထွက်တဲ့အချိန်မှာကျမတို့ဒီရဲ့အုံနောက်ရဲ့စဉ်းစားတွေးခေါ်နိုင်စွမ်းလို့ပြောတဲ့ IQ က30%လောက်ကျဆင်းတတ်တယ်အဲ့လိုကျဆင်းတဲ့အချိန်မှာဆုံးဖြတ်အဲ့ဆုံးဖြတ်ချက်တွေကမှားတတ်တယ်ပေါ့နော်ပြဿနာကိုလည်းဖြေရှင်းရမရောက်ဘူးပေါ့အဲကြောင့်မလို့ခဏနားလိုက်မယ်ပေါ့နော်ပြီးသွားရင်ကလေးတွေကိုလည်းပေါ့နော်အပြင်ခေါ်သွားတာတော့ဘာလို့လုပ်မလဲဆိုရင်ကိုဖြစ်စီချင်တာကိုရှင်းရှင်းလင်းလင်းပြောမယ်ပေါ့ဥမာအပြင်စားတောက်ဆိုင်ကိုသွားမယ်သမီးရေးစားတောက်ဆိုင်ကိုသွားမယ်အဲ့ဒီမှာကောင်းကောင်းစားနော်လို့ပြောတာမျိုးတဲ့ကောင်းကောင်းစားနော်ဆိုတော့ဘာကိုပြောချင်တာလဲကလေးတွေနဲ့ကောင်းကောင်းစားနော်ဆိုတဲ့နောက်ကအချက်လက်တွေသူတို့သဘောပေါက်မှာမဟုတ်ဘူးအဲကြောင့်မလို့ဒီနေ့စားတောက်ဆိုင်မှာထမင်းသွားစားမယ်အဲကြောင့်ဇပွဲပေါ်မှာထိုင်ပြီးထမင်းစားတဲ့ခါကျရင်တေချာတက်တက်ရဲနဲ့စားမယ်လက်တွေကိုလည်းပဲပြချင်နေအောင်မစားဘဲနဲ့တေချာတက်တက်ရဲစားမယ်စကားတွေပြောကြတဲ့ခါကျရင်လည်းကောင်းတဲ့စကားတွေပဲဖိဖိမီတို့တွေတတမီတို့ပြောကြမယ်နော်ဆိုပြီးတော့ကလေးကိုတိတိကျကျနဲ့သူဘာကိုလိုက်နာရမလဲဆိုတာကိုတိကျတဲ့ပုံစံမျိုးနဲ့ကိုကပြောပြထားရမယ်ပေါ့နော်အဲ့တော့ကျမတို့ပထမဆုံးလုပ်ရမှာတော့စိတ်ငြိမ်အောင်လုပ်ရမှာပေါ့နော်စိတ်ငြိမ်အောင်လုပ်မယ်ဆိုတော့ဖေဖေမေမေတို့အနေနဲ့ဒီအချိန်မှာကိုယ့်ကိုစိတ်ငြိမ်ဖို့အတွက်ကကျမတို့တကယ်ညက်ခက်ခဲလေနော်ဒီလိုမျိုးရောက်ရက်ခက်နေတဲ့အခြေမျိုးမှာကိုကစိတ်ငြိမ်အောင်လုပ်ရမယ်ဆိုတာပြောလို့သာလွယ်တာတကယ်ကြခက်နိုင်တယ်ဒါပေမဲ့စူးစမ်းကြည့်ပြီးပါပေါ့နော်ဘာလို့ဆိုတော့စိတ်ကိုငြိမ်အောင်လုပ်တဲ့နည်းမှာကျမတို့အကောင်းကိုယ့်အတွက်လက်လန်းမိဆုံးပေါ့နော်မခက်ခဲတဲ့နီလန်းကတော့အသက်ရှူလေးခြင်းငန်းလေးပဲအဲ့ဒီချိန်မှာတန်းပြီးတော့သူ့ကိုတခုခုတုံ့ပြန်လိုက်တာတဲ့ကိုယ့်ကိုအသက်ရှူလေးခြင်းငန်းလေးခဏအချိန်ပေးပြီးတော့ယူလိုက်ပေါ့နော်အသက်ရှူလေးခြင်းငန်းလေးကကျမတို့စိတ်နဲ့ကိုယ်နဲ့ကိုလည်းပြန်ပြီးတော့ပေါင်းဆက်သွားစေတယ်ပြီးသွားရင်ဒါကလည်းဘယ်ပစ္စည်းမှမလို့ကျမတို့ဒီဘယ်နေရာမှာဆိုလုံးလို့လည်းအဆင်ပြေတယ်ပေါ့နော်အဲ့ဒါကြောင့်အဲ့ဒါလေးကိုခဏလုပ်ပြီးသွားကမှကိုကကလေးကိုကင်တွေဖြည့်ရှင်းတာလေးတွေကိုဆက်ပြီးတော့လိုရမှာပေါ့နော်အဲ့တော့နောက်ထပ်ဒီလိုမျိုးမဖြစ်အောင်ကျမတို့ဘလို့ကြိုတင်ပြီးတော့ကာကွယ်ကြမလဲဆိုရင်တော့ကျမတို့ကကလေးတွေရဲ့လိုအပ်တဲ့ဒီအခြေလိုအပ်ချက်တွေနဲ့ပေါ့နော်အချိန်စရာတွေကိုသိနားလည်ထားဖို့လိုအပ်တယ်ပေါ့ဥပမာအားဖြင့်ကလေးတွေရဲ့တန်ပါတန်ထရန်ဘဲချိန်မှာဖြစ်တယ်လဲဆိုရင်သူတို့ပင်ပန်းနေတယ်ဗိုက်စာနေတယ်သူတို့မှာစိတ်ဖိစီးမှုတွေခံစားနေရတယ်ဆိုရင်သူတို့ကတန်ပါတန်ထရန်လေးနဲ့တုံ့ပြန်ပြီးပြတတ်တာမျိုးတွေရှိတတ်တယ်ဥပမာအားဖြင့်ကလေးကတနေကုန်ဆိုင်နေလိုက်ပြီးတော့မနာတ
န်းခေါ်သွားပြီးကမှဆိုင်နေကနောက်ထပ်မပြီးသေးလို့နောက်ထပ်တစ်ဆိုင်ခေါ်သွားတာမျိုးတို့ပေါ့နော်ပြီးတော့ကလေးကကျောင်းကနေပြန်လာတယ်ဘာမှမစားရသေးဘူးအဲ့ဒါအောင်မှအလူအိမ်သွားစရာရှိလို့ဟိုကြမှာပဲစားတော့ဆိုပြီးကလေးကဘိုက်စားနေတာအောင်မှခေါ်သွားလိုက်တာမျိုးပေါ့နော်ဒါမျိုးတွေဆိုရင်ကလေးတွေမှာသူတို့ရဲ့ပင်ပန်းလာတဲ့အတွက်ကြောင့်မလို့သူတို့မလုပ်ချင်တာဒါဆိုရင်သူတို့မလုပ်ချင်ဘူးသူတို့နားချင်ပြီသူတို့စားချင်ပြီအဲ့လိုအချိန်မှာခေါ်သွားလိုက်တယ်ဆိုရင်ကျမတို့ပို့ပြီးတော့စိုးသွားတတ်တယ်ပေါ့နော်တန်ပါတန်ထရန်လေးတွေဖြစ်လာပြတတ်တာကိုတွေ့ရတတ်တယ်ပြီးတော့ရင်နောက်ပြီးတော့ကလေးတွေမှာဒါဖေဖေမီတို့ပို့ပြီးသိနိုင်တာကတော့တနေ့တာအတွင်းမှာသူတို့ငိုတတ်တဲ့အချိန်လေးတွေဆိုတာလည်းရှိတယ်ပေါ့နော်ဒါလေးတွေဆိုရင်အဲ့ဒီအချိန်မှာသူတို့မဖြစ်အောင်ရှောင်လိုက်မယ်ပေါ့အဲ့တော့ကလေးရဲ့ဖြစ်တတ်တဲ့အချိန်စရာလေးတွေသူတို့ရဲ့ပင်ကိုသဘာဝလေးတွေကိုကိုကနားလည်ထားမယ်ဆိုရင်ကျမတို့ဒါတွေမဖြစ်အောင်ကာကွယ်နိုင်တယ်ပေါ့နော်အဲ့တော့ကာကွယ်ဖို့အတွက်ဆိုရင်တော့ကျမတို့အကြံပြုထားတာ၄ခုလည်းရှိတယ်ပေါ့အဲ့ဒါပါလဲဆိုပထမဆုံးကတော့ဖေဖေမေမေတို့အနေနဲ့ကိုသားသမီးတွေကကောင်းတဲ့အပြုမှုလေးတွေလုပ်လာပြီးဆိုရင်ဒါကိုသတိထားမိတယ်ဆိုရင်အပြုသဘောဆောင်ပြီးသူတို့ကိုချီးကျူးပေးမယ်ပေါ့နော်ပြီးတော့ရင်သူတို့ကိုတခုခုကျွေးမယ်ဆိုရင်ကိုကပဲဒါကိုဆုံးဖြတ်ပြီးကျွေးလိုက်တာမျိုးထက်ပေါ့နော်သူတို့ကိုရွေးချယ်ခိုင်းမယ်ပေါ့ဥပမာပြင်ပန်းသီးနဲ့ငပြောသီးရှိရင်ရော့ပန်းသီးစားရော့ငပြောသီးစားဆိုတာမျိုးတဲ့ပန်းသီးစားမလားငပြောသီးစားမလားပေါ့နော်တို့လိုမျိုးသီးငယ်တဲ့ကိစ္စလေးတွေမှာအစားသူတို့ကိုဆုံးဖြတ်ရွေးချယ်ခွင့်လေးတွေပေးမယ်ပေါ့နော်ပြီးတော့ရင်ကလေးရဲ့အခြေအနေကိုသိမယ်ပေါ့ဥပမာပြင်ကလေးကပင်ပန်းနေပြီလားဘိုက်စာနေလားအိတ်ချင်နေလားပေါ့နော်အဲ့ဒါကိုကျမတို့နားလည်ပြီးရင်သူတို့ဒီလိုဖြစ်နေတဲ့အချိန်မှာအပြင်ခေါ်သွားရင်ကလေးကအိတ်ချင်နေတဲ့အချိန်အပြင်လိုက်ရရင်သူတို့ကတန်ပါတန်ထရန်လေးသူတို့မလုပ်ချင်တာကိုလုပ်ရမှာပေါ့နော်အဲ့ဒါမျိုးဖြစ်တဲ့ကြောင့်မလို့ဒီအခြေအနေလေးတွေကိုသိပြီးတော့သတိထားရမယ်ပေါ့ပြီးတော့ရင်ရှေ့မှာပြောခဲ့သလိုကိုဘာဖြစ်စေချင်တာလဲဒူးကန်တုံးပေါ့နော်ဘယ်ဟာကိုလုပ်စေချင်တာလဲဘယ်ဟာကိုမလုပ်ရဘူးလဲဆိုတာလေးတွေတဲ့အပြင်မသွားခင်ကတည်းကသူတို့နဲ့စီကံလေးတွေပေါ့နော်ကြိုတင်ညှိနှိုင်းတဲ့သဘောတူညီချက်လေးတွေလုပ်ထားမယ်ပေါ့နော်ဒါကတော့ကျမတို့ပုံမှန်ဖြစ်တတ်တဲ့ temper tantrum လေးတွေနဲ့ဖြစ်တတ်တဲ့သဘောတဘာဝလေးတွေနဲ့ကင်တွယ်ပုံလေးတွေပေါ့နော်အဲ့တော့နှစ်သားအရွယ်လေးတွေမှာဆိုရင်ကျမတို့ဒါလေးတွေကဒီအရွယ်လေးတစ်နှစ်ခွဲနှစ်နှစ်လောက်ဆိုရင်ဒါလေးတွေစပြီးတွေ့ရတတ်ပြီလို့ပြောရင်ဒါလေးတွေပုံမှန်ပဲလို့ပဲအမြဲတမ်းကြည့်နေရမှာလားဆိုတော့တစ်ခါတလေမှာပြင်းထန်တဲ့ tantrum လေးတွေလည်းပဲဖြစ်တတ်တာမျိုးတွေရှိတယ်အဲ့ဒါမျိုးကြတယ်ကျမတို့သတိထားရမယ်ပေါ့နော်ကလေးတွေကရုတ်တရက်အပြင်းထန်ဒေါသတွေပေါင်ကွဲမယ်ပြီးတော့ရင်ခေါင်းတွေကိုစောင့်မယ်ပြီးတော့ရင်သူ့ကိုယ်သူလည်းရိုက်မယ်မိဘနဲ့အနားမှာရှိတဲ့သူတွေကိုလည်းရိုက်တယ်ဆိုရင်တော့ဒါတွေဒီကလေးမှာအရန်ကိုဒေါသထွက်နေတဲ့ tantrum မှာကျမတို့ပို့ပြီးတော့သတိထားရတယ်ပေါ့နော်ဒါမျိုးကအလွန်အမင်းလည်းဖြစ်တယ်ပြင်းပြထန်ထန်လည်းဖြစ်တယ်မကြာခဏဖြစ်နေပြီးတော့သူကိုယ်တိုင်ရောအနားမှာရှိတဲ့သူတွေကိုပါထိခိုက်နာကျင်စေပြီးဆိုရင်တော့ဒါတာမန်အခြေအနေမဖြစ်နိုင်တော့ဘူးပေါ့နော်အဲ့ဒါမျိုးဆိုရင်တော့ကျမတို့ကကျွမ်းကျင်တဲ့သူတွေစီမှာတေချာစစ်ဆေးမှုခံယူဖို့လိုအပ်ပါတယ်ဘာကြောင့်လဲဆိုတော့တို့ပြင်းထန်တဲ့အပြုအမူလေးတွေရဲ့နောက်ကွယ်မှာကျမတို့ဘာရှိနိုင်လဲဆိုရင် underlying cause တွေဖြစ်တဲ့အာယုံစူးစိုက်မှုအားနည်းတဲ့ယောဂ ADHD လိုမျိုးလေးတွေတို့ကလေးမှာစိုးရိမ်စိတ်လွန်ခဲ့တဲ့ anxiety လိုမျိုးလေးတွေတို့နောက် developmental delays လို့ပြောတဲ့ဖွံ့ဖြိုးမှုနှေးကွေးတဲ့ကလေးတွေမှာဆိုရင်ဒီလိုအကြောင်းရင်းတွေကြောင့်မလို့ကလေးရဲ့တန်ပါတန်ထွန်တွေကပိုဆိုးတာမျိုးလေးတွေပေါ့နော်ရှိတတ်တယ်ပြင်းထန်တာမျိုးလေးတွေရှိတတ်တယ်ပေါ့နော်ဒါဆိုရင်ကျမတို့ကဒါမျိုးတွေသိပြီဆိုရင်ကျန်းကျင်တဲ့ဆရာဝန်တွေနဲ့ပြမယ်ဒါဆိုရင်အကြောင်းရင်းကိုသိချသိရင်အဲ့အကြောင်းရင်းကိုမှန်မှန်ကန်ကန်ကုသမှုပေးနိုင်မှာဖြစ်တယ်ပေါ့နော်ဘယ်သူတွေနဲ့ပြရမလဲဆိုရင်တော့ကျမတို့ကလေးစိတ်ယောဂအထူးကုဆရာဝန် child psychiatrist ဒီမှာပြလို့ရတယ်ပေါ့နော်ဒါမှမဟုတ်လည်းပဲကို့မှာပြနေကြမိသားစုဆရာဝန်ရှိတယ်ဒါမှမဟုတ်ကိုပြနေကြကလေးဆရာဝန်ရှိတယ်ဆိုရင်လည်းစပြီးပြလို့ရပါတယ်ဒီကိုယ့်ရဲ့မိသားစုဆရာဝန်ဒါမှမဟုတ်ကလေးဆရာဝန်နေရာမှာလိုအပ်တဲ့ပေါ့နော်ကျွမ်းကျင်ပညာရှင်တွေစီကိုဆက်ပြီးတော့ refer လုပ်ပေးပါလိမ့်မယ်နော်အဲ့တော့ကုသမှုနဲ့ပတ်သက်ပြီးတော့ကျမတို့နောက်ထပ်အကြံပြုထားတာတစ်ခုကတော့မိဘနဲ့ကလေးကြားအပြန်အလှန်ဆက်ဆံရေးကုထုံးပေါ့ parent child interaction therapy ပေါ့နော်ဒါကလည်းကလေးအသက်2နှစ်နဲ့9နှစ်ကြားကလေးတွေအတွက်ဆိုရင်အရန်ကိုထိရောက်မှုရှိတဲ့ကြောင့်မို့ဒီကုထုံးလေးတွေပေါ့နော်မိဘနဲ့ကလေးကြားဆက်ဆံမှုကိုအပေါ်ကပြောခဲ့တဲ့၄ချက်လေးတွေနဲ့ပေါ့နော်တေချာတိဆောက်ထားမယ်ဆိုရင်လည်းပဲဒီ tantrum ပြဿနာကိုလျှော့ချပေးနိုင်ပါတယ်နော်အကြောင်းကလေးဒီငငယ်ရွယ်ရွယ်ဒီမှာကျမတို့ကဒီအပြုတ်မှုလေးတို့သတိထားကြည့်မယ်အချင်းပြောင်လိုက်ရုံးကြီးထအောင်ကင်တွေဖြည့်ရှင်းမယ်ဆိုရင်ကလေးရဲ့နောက်ပိုင်းအနာဂတ်အပြုတ်မှုလေးတွေကကျမတို့ကသူ့ကိုထိန်းချောင်းပြုပြင်ပေးပြီးသားဖြစ်တယ်ပေါ့နော်တကယ်လို့ဒီအပြုတ်မှုလေးတန်ပါတန်ထရန်တွေကပြင်းထန်နေဆိုရင်လည်းပဲကျမတို့ကကြိုတင်ပြီးတော့စောစောစီးစီးသိသွားတဲ့ကြောင့်မလို့ကလေးရဲ့ underlying cause တွေကိုလည်းပေါ့နော်စောစောစီးစီးကုသပေးနိုင်တဲ့အတွက်ကြောင့်မလို့ရလက်တွေလည်းကောင်းမွန်မှာဖြစ်တယ်ပေါ့နော်အဲကြောင့်မလို့ဒီလိုအခြေအနေလေးတွေကြုံပြီဆိုရင်ကျမတို့ဖေဖေမေမေတို့အနေနဲ့သတိထားပြီးတော့ကင်တွေဖြည့်ရှင်းပေးဖို့ရဲ့ပြင်းထန်မှုတွေရှိလာပြီဆိုရင်လည်းပဲစိုးရင်ပူပန်တာမျိုးထက်ပေါ့နော်ကျွမ်းကျင်တဲ့ပညာရှင်တွေနဲ့တိုင်ပင်ပြီးတော့လမ်းညွှန်မှုတွေကိုရယူဖို့အတွက်တိုက်တွန်းချင်ပါတယ်ရှင်ဒီလိုပေါ့နော်မိဘနဲ့ကလေးကြားမှာဒီလိုကလေးတွေရဲ့ developmental အရာ
ဖွံ့ဖြိုးမှုအရာပေါ့နော်ဒါသူတို့ရဲ့စိတ်ပိုင်းဆိုင်ရာ emotional development လို့လည်းပြောလို့ရတယ်ပေါ့နော်အဲ့ဒီမှာဖွံ့ဖြိုးမှုတွေအရာတွေ့ရတဲ့ဟာလေးတွေမကောင်းတာလေးတွေရှိတယ်တို့မျိုးတုံ့ပြန်မှုလေးတွေတွေ့ရတတ်တဲ့အခါမှာမိဘနဲ့သားသမီးကြားမှာတော့ပေါ့နော်အဆင်မပြေတာလေးတွေခက်ခဲလေးတွေရှိတတ်တယ်ပေါ့နော်အဲ့တော့ဖေဖေမေတို့အနေနဲ့ဒီလိုအခက်ခဲလေးတွေကိုစူးစမ်းပြီးတော့ဖြည့်ရှင်းခြင်းအဖြစ်ပေါ့နော်ကိုယ့်ရဲ့အိမ်ထဲမှာအေးချမ်းပျော်ရွှင်တဲ့ပတ်ဝန်းကျင်လေးတစ်ခုဖြစ်နေပေါ့နော်ကလေးတွေတော့ဖေဖေမေတို့အတူတူဖန်တီးဖို့တိုက်တွန်းခြင်းပါတယ်နော်ပြီးသွားရင်တစ်ခုပေါ့နော်ဖေဖေမေတို့မမေ့စေချင်တာကတော့မိဘတွေကိုယ်တိုင်ပျော်ရွှင်မှကိုယ့်ရဲ့သားသမီးတွေနဲ့မိသားစုတစ်ခုလုံးပျော်ရွှင်အောင်ထားနိုင်မှာဖြစ်တယ်ပေါ့နော်အဲကြောင့်ကိုယ်တိုင်လည်းပဲပျော်ရွှင်အောင်ဂရုစိုက်ဖို့အတွက်တိုက်တွန်းခြင်းပါတယ်ရှင်ဒီနေ့ဗီဒီယိုလေးက temper tantrum ဖြစ်တဲ့ကလေးတွေကိုမှန်မှန်ကန်ကန်နဲ့တုံ့ပြန်ပေးနိုင်ဖို့အသုံးဝင်တဲ့အချက်လက်လေးတွေကိုပေးစွမ်းနိုင်မယ်လို့မျှော်လင့်ပါတယ်ရှင်ဒီဗီဒီယိုလေးကအသုံးဝင်နေဆိုရင် like and share လေးလုပ်ပေးပါအောင်เนาะပြီးရင်ကျမတို့ရဲ့ Floridness YouTube channel လေးကိုလည်း subscribe လုပ်ပေးပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင် Ignore negative attention reward positive behavior အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်